တော်ကမင်္ဂလာပါဇမ်မီဖလိုင်းမှာပြန်လဲကြုံပါပါတယ်ဒီနေ့တော့ကျွန်တော်အကင်တုံးနဲ့သမင်းနဲ့စားတာကိုရိုက်ပြမှာဖြစ်ပါတယ်ဟုတ်ပါတယ်အခု transition လုပ်လိုက်မယ်နော်ပြန်တော့ပါအခုအကင်ကန်ရောက်နေပါပြီကျွန်တော်အိမ်ကတက်ချင်လို့ပြေးနေရပြီအခုတော့အကင်တုံးဝယ်ပြီးပါပြီအခုတော့စားပါဒီမှာပါဒါလေးရအောင်နော်လောစားကြပါဦးကောင်းကဲကြောက်ကြောင်နဲ့စားကြည့်မယ်ကောင်းလားအားလုံးပဲဘိုင်ဘိုင်ဒီကတော့ညဆောင်ပါ peace out